နေတော့ကွာလေဘဝဆင်းရဲဆောက်ပြတ်တာလည်းမပြောနဲ့လေသူများနေမှာကြွကြွကြော်ကြော်စိတ်ကမရှိဒါရောက်နေရဘူးဒါငါနေရဟဲ့ငါနေရအခုချက်ချက်ဖက်စမ်းမိုင်းစိန်နင်းဟာတွေကလေအများကြီးပဲကြံသေးရဲ့ဟေးနင်တော့အရင်ပြုတ်တော့မယ်နဲ့တူရဲ့ဟဲ့မောင်လေးဖိုးတာဘယ်လိုကြီးပြောလိုက်တာလဲအဲ့လိုမပြောရဘူးလေဟောမာကြီးစိန်လေအများကြီးရောင်းရပါစေလို့ဆုတောင်းပေမာကြီးစိန်ပတ်စံအများကြီးရလို့ရှင်လေငါမောင်လေးစားကျင်တာဒီမရဝဲကျွေးလို့ရမှာပေါ့ငါစားကျင်တာဝယ်ကျွေးမယ်ငါဝဲကျွေးမှာပေါ့တကယ်နော်တကယ်ပြောလားဆုတောင်းပေးမယ်အများကြီးကုန်ပါစေအများကြီးရောင်းရပါစေနော်အဲ့လိုမှာပေါ့မောင်လေးရဲ့ရောင်းအောင်ဟဲ့ဒါပဲပြန်ကြစေတယ်ရှင်နေတော့ကွာလေဘဝဆင်းရဲဆောက်ပြတ်တာလည်းမပြောနဲ့လေသူများနေမှာကြွကြွကြော်ကြော်စိတ်ကမရှိဒါရောက်နေရဘူးဒါငါနေရဟဲ့ငါနေရအခုချက်ချက်ဖက်စမ်းဟိုအမနေရာမှမသိလို့ပါအမရဲ့ဟိုဒီနေရာကလေနေရာလွတ်ပတ်ပြီးတော့ကျမတို့ဝင်ရောက်မိတာပါဟုတ်ကောင်မနေရလို့ဆိုစိတ်တိုင်းမှတော့မရှိဘူးဒါဈေးဟဲ့ဈေးအများပြည်သူစိတ်ဝါဆိုင်နေဘယ်နေရာနေရလို့မရှိဘူးအကောင်တော့ကလေနေရာကပင်ရောက်နေတဲ့သူတွေကြီးပဲဒီခုချိန်ထိုင်အော်နင်ကမိမာဆိုတဲ့တယောက်လားဟုတ်တယ်ဒီဆိုင်ပိုင်ရှင်ကလေနင်ကလေဆိုင်ကောက်ပုံမှန်မပေးလို့တဲ့နင့်ကိုမငားတော့ဘူးတဲ့အဲ့ဒါကြောင့်မို့ငါဒီနေရာကိုပတ်စံပေးပြီးတော့လာရောင်းတာငါကိစ္စသူနဲ့ငါလည်းကိစ္စငါဘာသာငါရှင်းမယ်နင်းကဒီနေရာခုချက်ချက်ထွက်သွားနင်းကိုကောက်ပြောလို့မှမထွက်သွားဘူးဆိုရင်လေငါပါဆိုရင်နည်းနည်းဆန်းလုံးပြမှာနင်းယူရတဲ့မျိုးအမေဘာလို့တာလဲကောင်မချရေရေကောင်းနေတာမတာ你要没看到？哎，你我没看见，养在这搞。鲁包，你要么鲁包我来搞嘛？老子哎呦妈，哎呦妈，တင်မဆင်ရဲ့နေရလေတခုခုဆိုလို့ရှင်လက်ပါချေပါနဲ့စိတ်လေးပါလေးလဲရှော့မှာပေါ့ဟဲ့မလျှော့နိုင်ဘူးဟဲ့မလျှော့နိုင်ဘူးမရှော့လို့ရမလားမရှော့လို့နေတခုဖြစ်လို့ရုံရောက်ကိုင်းရောက်မကောင်းတော့ငါလည်းမလုပ်ချင်ပါဘူးဟဲ့အဲ့မိန်းမကလေငါတို့နှစ်ပြားမတန်အောင်ပြောသွားတာအေးငါ့ကိုလှုပ်လို့ကတော့ငါဘာမှမဖြစ်ဘူးပဲအခုဟာလေငါမောင်လေးကိုပြောင်းမွေးနဲ့ပိတ်ပေါက်တာဟဲ့ငါမောင်ထီတော့ငါဘာမှမမြင်တော့အဲ့ကောင်မောင်ဆွဲလောက်တော့တာပဲမမြင်လို့မရဘူးလေဟာနေဈေးထဲမှာရန်ဖြစ်တာလေဈေးဝါတိလို့နှုတ်ဈေးုံခေါ်နေဘယ်လိုလုပ်မလဲအဲ့တော့လေဟဲ့ရော်ချေးပေးလိုက်တာပေါ့တင်မဆင်ရဲ့နေရလေပြောရင်အရန်လွယ်တာပဲဒီမှာနေနဲ့ရန်ဖြစ်တဲ့မိန်းမရဲ့ယောက်ျားလူမိုက်နေကအန်ဒီရဲ့ကိုကြစ်ဆောင်နိုင်ပေမဲ့နေမောင်လေးကလေဟိုသွားဒီသွားနဲ့သူတို့ကမှတ်ထားပြီးနေမောင်လေးကိုတခုလုံးနေဘယ်လိုလုပ်မလဲမမအေးငါ့ကိုလုံးလို့ရှိရင်ငါဘာမှမဖြစ်ပါဘူးဟာငါမောင်လေးကိုထိရင်တော့လေငါအသက်ချင်းလဲပလိုက်မှာကြာပါတယ်အခုကိစ္စကိုသူတို့ကျင်နဲ့လားမကျင်နဲ့လားဆိုအခုချက်ချင်းငါသွားမေးလိုက်မေးခဲပါဒီမှာဆိုခဲနှုတ်ငါစိတ်လျှော့ပါလို့ပြောနေတဲ့ဟာဟာဒီမှာနေရလေနင့်မောင်ထိသမျှလူရန်သူလို့နေတတ်မှတ်နေတော့တာပဲစိတ်လေးပါလေလျှော့ပါအောင်တကယ်ချင်းရယ်နော်ကဲစိတ်လျှော့လိုက်ဟိုမှာဈေးဝယ်သူလာနေဈေးရောက်လိုက်အောင်ငါသွားလိုက်အောင်မယ်နော်အေးဘူးတီကတစ်လုံးနဲ့ရှိတာလားဟောအမဘယ်နှလုံးယူမှာမို့လို့လဲဩအမတစိမ့်ပဲယူမှာအမတို့ကလင်မယားနှစ်ယောက်တည်းနေတာလေဘူးတီတစိမ့်ကိုစက်သားလေးနဲ့ရောလိုက်ရင်လင်မယားနောက်လုံးလောက်ပြီးအားကြောင့်တစိမ့်ပဲပြီးအားတော့နားတယ်အမရဲ့ဟိုတစိမ့်ဆိုရင်တော့စိတ်ရောင်းလို့မရဘူးအမရဲ့ဈေးကလည်းကွဲနေပြီကျမတို့အိမ်ပြန်တော့မှာဆိုတော့အမကိုစိတ်ရောင်းလို့လို့ရှင်ကြံတဲ့နေရာအလကားဖြစ်ကုန်မှာဒီမြင့်နေရာမှာပဲဝင်လိုက်နော်အမဟဲ့ငါတစိမ့်လုံးလိုက်ကြည့်ပြီးပြီဘူးတီကမရဘူးညီရှိမှာပဲရှိတာအဲ့တော့တစိမ့်လောက်စိတ်ရောင်းလိုက်ပါရေမလို့ပဲအပိုတွေဖြစ်နေလို့ရှင်လွတ်ပြန်မှာနှမျောစရာကြီးပါအားကြောင့်တစိမ့်ပဲလို့ကျင်တယ်အော်အမရဲ့စကားကိုအဲ့လိုတစ်ဖက်သက်ကြီးမပြောနဲ့လေအမတို့လိုတထဲရတာဘူးသီးတစ်စိတ်ကိုဝယ်ပြီးလွတ်ပြရမှာနှမျောလို့ရှိရင်ကျမတို့လိုစင်ရသားဘူးသီးတစ်စိတ်ရောင်းပြီးကြံတဲ့ဟာတွေကအလကားဖြစ်ကုန်မှာပေါ့ဘူးသီးတစ်လုံးကိုကျမတို့ကဘလောက်မှမြတ်တာမဟုတ်ဘူးနော်အမဘာမှမဝယ်ချင်လဲပြန်တော့ဟာမိုက်
နင်ဘယ်လိုဖြစ်နေလဲမဆိုင်ကငါအိမ်ပြန်ချင်နေပြီဘူးတီငါစိတ်တက်တယ်ငါစိတ်ပြမယ်ယူမမလားငါစိတ်ပြမယ်လားကဲပြီးပြီစိတ်လို့ရတာပဲနင်ပြလိုက်လားနင်ကလည်း